ဒီမှာပဇွန်ထုတ်ကြီးရှက်စားမယ်ဒါမြမရေရှိုပဇွန်ပေါ့နော်ကြည့်အောင်အိုးကြီးပဲကျမတော့တန်လွင်စီသုံးနေပေါ့နော်ပြီးရင်တော့ကြက်တော်ဒီလေးတွေထောင်းထားတာကိုကျမကငွေလိုက်ပါမယ်ကျမယောက်ျားလေးညီမထင်းမစားတော့ခုမှဖျားကျင်တယ်လို့ဖြစ်နေရောအဲ့တော့ကျမကဒီနေ့အားကြောင့်ပဇွန်ထုတ်ညီမပဇွန်ထုတ်နေလေးနဲ့ကျမရှက်ကျွေးနေပေါ့နော်အဲ့လိုပဲညီမထင်းမစားတော့သူမှညီမကြနေရပဲညီမကောင်းချင်နေဖြစ်လာအောင်ကဲမှုေးလိုက်ပဇွန်ထုတ်ကြီးတွေထည့်မယ်အိုးရှယ်ပဲဒီပဇွန်လေးကလေးလက်ဆက်ပြီးတော့လေးရှိုးနေရပဲပေါ့နော်ပထမတစ်ခါလေးကျမရှက်စားဘူးလေပေါ့နော်ဒီနေ့ကတော့အကောင်လိုက်ပဲကျမရှက်လိုက်တယ်အခွန်နေပါလေးရှက်မနေတော့ဘူးဟောဒီမှာကြည့်ပါအောင်မလီနေတိုင်းမဟုတ်ဘူးရှယ်ပဲနောက်ဒီနေ့တရက်ကတော့ထမင်းလေးနည်းနည်းစားလိုက်မယ်ပေါ့နော်ကျမတို့ကထမင်းမစားဘဲနဲ့ဝိတ်ရှနေတာဆိုတော့လေဒီနေ့တရက်တော့ထမင်းလေးနည်းနည်းစားလိုက်ပါမယ်မနေ့ပြန်ကြရင်တော့ဝိတ်ဆက်ရှပါမယ်မရေလေးလည်းနည်းနည်းထည့်လိုက်တယ်အရသာကတော့လေပစုံနေထားတဲ့ထဲကထည့်ထားတာဆိုတော့ကျမအရသာထပ်မထည့်တော့ဘူးပေါ့နော်ပြီးတော့အနှစ်ကလေးနဲ့ပူပြီးစားကောင်းအောင်လို့ကြက်ဥလေးတစ်လုံးကျမကထည့်လိုက်ပါမယ်အရေလေးခက်မိအစီပြန်လာရင်တော့ကျမကဒီမှာရှမ်းနံနံပေါ့နော်ရှမ်းနံနံလေးထည့်လိုက်မယ်ရှမ်းနံနံလေးကအရန်လိုက်ဖက်တာမြန်မာနံနံထက်မွေးနေရပဲကဲဟောဒီမှာကြည့်အောင်ကိတ်ထွက်နေရပဲရှယ်ပဲကဲရှက်လို့ပြီးသွားပါပြီရှင်ထမင်းစားတဲ့ဗီဒီယိုလေးလေးကြည့်ပေးပါအောင်နော်